ကားဘက်ထရီတစ်လုံးရဲ့တက်တန်းကဘယ်နှစ်ခံတင်လဲ3နှစ်လား5နှစ်လားကားဘက်ထရီတက်တန်းကဘယ်နှစ်ရှိပြီလဲဆိုတော့တဲ့မနဲ့လင်းလာလို့ရှိရင်ကျွန်တော်တို့ကားဘက်ထရီကပုံမှန်ထက်ဆက်နိုးရတာခက်နေတာမျိုးမီးအားတွေမမှန်တော့တာမျိုးဘက်ထရီအားခဏကုန်လွယ်နေတာမျိုးဆိုလို့ရှိရင်ဘက်ထရီနဲ့ချာဂျင်ပိုင်းကိုကျွန်တော်တို့ကစနစ်တကျစစ်ဆေးပေးသင့်ပါတယ်တကယ်တော့ကားဘက်ထရီရဲ့တက်တန်းကိုကျွန်တော်တို့ကနှစ်နဲ့ကန့်တက်ပြီးတော့မှတွက်ချက်လို့မရပါဘူးကားဘက်ထရီမျိုးအစားရဲ့ကားအသုံးပြုပုံရဲ့ပြီးတော့ရာသီဥတုအနေထားပြီးတော့ကားရဲ့ချာဂျင်ထိမ့်သိမ့်ပုံတွေ system ထိမ့်သိမ့်ပုံတွေပုံမှာမူတည်ပြီးတော့မှတက်တန်းခွာခြားသွားနိုင်ပါတယ်အထူးသဖြင့်ကျွန်တော်တို့ကားကိုခဏလေးပဲအချိန်တိုလေးပဲမောင်းတာပြည့်ကြအချိန်တော်ကြာမသုံးဘဲနဲ့ပြစ်ထားတာမျိုးအပူမြင့်မားတဲ့ရာသီဥတုတွေနဲ့ပြန် charging system မမှန်တာမျိုးတွေကကျွန်တော်တို့ကားဘက်ထရီရဲ့တက်တန်းကိုပို့ပြီးတော့မှတိုးသွားစေနိုင်ပါတယ်အဲ့တော့ကျွန်တော်တို့ရဲ့ကားဘက်ထရီကဘက်ထရီတက်တန်းနဲ့လည်းမဆိုင်ဘူးဘယ်လောက်ကြီးခံမယ်ဘဝကြီးခံမယ်ဆိုတာမျိုးလည်းသတ်မှတ်ထားတာမျိုးတော့မဟုတ်ဘူးကိုသုံးတဲ့အပေါ်မှာမူတည်တယ်ကိုကကားဒီပုံမှန်အားသွင်းမှုအတွက်ကိုလုံလောက်တဲ့ဒီလက်ပတ်မှုမရှိဘဲနဲ့ကျွန်တော်တို့ကားဘက်ထရီကလည်းအားဝင်မှာမဟုတ်ဘူးအားမဝင်တာဖြစ်တဲ့အတွက်မသုံးပဲထားရကြလာရင်ကျွန်တော်တို့ပျက်စီးလာမယ်ပြီးရခါကျရင်ဒီနေပူလွန်းတဲ့နေရာမျိုးတွေမှာရက်တာမျိုးအရေးမရှိတဲ့နေရာတွေမှာရက်တာကြာလာလို့ရှိရင်အိုးကဒါဖောင်းတာတွေကြွတာတွေဖြစ်လာမယ်ဖြစ်လာတဲ့ခါကျရင်ကျွန်တော်တို့အားမဝင်တော့တာတွေလည်းဒါဖြစ်နိုင်တယ်အဲ့တော့ကိုယ်အသုံးပြုမှုပေါ်မှာပဲမူတည်တယ်ကိုယ်အသုံးပြုတဲ့ system ကမမှန်ကန်မှုဆိုလို့ရှိရင်ဒါကိုကားဘက်ထရီကလည်းဘယ်လောက်ပဲတစ်စိတ်ကောင်းတာကြီးတက်ထားကြာရှည်ခံမှာမဟုတ်ဘူးဆိုတာကိုကျွန်တော်ဒီဗီဒီယိုလေးကနေမျှဝေပေးလိုက်ပါတယ်